ဒါကတော့လက်ရှိကျွန်တော်နိုင်ငံရေးနည်းနည်းမိတ်အခြေဝင်ပြတဲ့မိပုံမှာဒီကောင်ကတော့ဘီနောင်ခေဟန်တာဝရီအင်ပါယာအခြေဝင်ကိုပြတယ်မိပုံဖြစ်ပြီးတော့ဒါကတော့ကိုမောင်ခေဘုရောဘရိုမင်းလက်ထက်နိုင်ငံအခြေဝင်ပဲဖြစ်ပါတယ်ကဲဒီနေ့တော့ဂန်ကနေစပြီးကိုမောင်ခေတီခေဆက်ဆက်ကျွန်တော်နိုင်ငံရဲ့အခြေဝင်ကိုပြပြပြီးသွားပါပါအချိန်လေးရလို့ရှိရင်အဆုံးထိရှိသွားကြပါဦးခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်နိုင်ငံမှာမှတ်တမ်းတင်ထားတဲ့ရှေးပြင်ခေတ်တွေရှိခဲ့ပါတယ်တမိုင်းမှတ်တမ်းအရပကံကတ်နေစပြီးတော့အင်းဝဟန်တာဝရီညောင်ရမ်းနဲ့ကုန်းမောင်ခေတ်ဆိုပြီးရှိခဲ့ပါတယ်အဲ့ဒီခေတ်ဆက်ဆက်တိုင်းပြည်ကိုတည်ထောင်ခဲ့ကြတဲ့ဘုရင်တွေအင်အားကြီးရင်ကြီးသလိုနိုင်ငံရဲ့အခြေဝင်လဲကြီးသွားပြီးတော့ဘုရင်အင်အားနဲ့ရင်နိုင်ငံအခြေဝင်လဲယွန်နေဆုပ်ယုပ်သွားတတ်ပါတယ်ဒီနေ့တော့အခမ်းကတ်လေးစပြီးကိုမောင်ခေတ်တီနိုင်ငံအခြေဝင်နဲ့တိုင်းနိုင်ငံကိုဘယ်လိုခွဲခြမ်းပြီးအုပ်ချုပ်ခဲ့တယ်လဲဆိုတာကိုပြောပြပေးသွားမှာပါကဲပကံခေတ်ကပဲစလိုက်ကြရအောင်ပါပကံဖြစ်လာမယ့်မူလအစကရုပ်လူကျိုးရက်ပါသမုဒိယမင်းကဘောကမှာအရိနမနာစတဲ့နာမည်တွေနဲ့စတင်တည်ထောင်ခဲ့ပြီးတော့မင်းဆက်60လောက်အုပ်ချုပ်ခဲ့တယ်လို့ဆိုပါတယ်ပကံတွေကိုတမ်ပဒီပါတိုင်းရည်လို့ခေါ်တွင်နေလို့သိရပါတယ်ဘာကြောင့်ဒီနာမည်တွင်လာလဲဆိုတော့ရှေးခါကဖွဲ့ခဲ့တဲ့တိုင်းကြီးရှစ်တိုင်းမှာပကံတွေကတမ်ပဒီပါတိုင်းဧရိယာတော့ပဲရှိတာကြောင့်လို့ဆိုပါတယ်ဥတည်ရဲ့မြန်မာမင်းအုပ်ချုပ်ပုံဆိုင်ရာထဲမှာတော့တိုင်းရှစ်တိုင်းနဲ့မိတ်ကိုပြထားရမယ်လို့ဒီမှာတော့အခြေမပြောတော့ပါဘူးပကံတီစားကအခြေဝင်းကိုပဲပြောပါမယ်ဆိုရရင်ပကံပြည်တီစားအခြေဝင်းကအရှိဘက်မှာရမေသိန်းနေဆက်ရှီရှားနယ်အထိလို့ဆိုပါတယ်အခုခေတ်မိထီလာမြို့လောက်အထိဖြစ်မှာပါအရှိတောင်ဘက်မှာကတောင်နယ်လို့ဆိုထားတဲ့အတွက်အခုခေတ်တောင်မြို့နေဆက်လောက်အထိဖြစ်နိုင်မှာပါအခြားမှတ်တမ်းများအရတော့တောင်ညိုအထိလို့လည်းပြောကြပါတယ်တောင်ဘက်မှာကတော့တေခိတရာမြို့အဆက်အထိလို့ဆိုတာကြောင့်ပြည်မြို့နယ်အဆက်တောင်ရင်းကြီးလောက်အထိပါကောင်းပါနိုင်ပါတယ်အနောက်တောင်ဘက်မှာကတော့အရှိတက်နယ်အဆက်ထိပါတယ်ခင်ဗျာဥတင်အဆိုရတော့အေယာဝတီမြစ်နောက်ဘက်ကတရက်မြို့လောက်ထိလို့ဆိုထားတာအရှိတက်နယ်ကိုလည်းရှိကမစ္ဆဂီရီလို့ခေါ်တယ်လို့ပြောပါတယ်အနောက်ဘက်မှာကတော့အရှိကမ်းရံနေဆက်လို့ဆိုပါတယ်စလီအနောက်တဲ့အေယာဝတီနောက်ဘက်ကကျပင်းနယ်အရက်အထိလို့ဆိုတာပါအနောက်ဘက်မှာကတော့အတွင်းရှဲနယ်အထိပါတယ်ခင်ဗျာပခုတ်ကူနောက်ပိုင်းရုံချောင်းအထိလို့တော့ဆိုထားပါတယ်မြောက်ဘက်မှာကတော့အပြင်ရှဲနယ်အထိပါတယ်သူကလည်းပခုတ်ကူအရှေ့ပိုင်းလောက်နေဖြစ်နိုင်ပါတယ်ခင်ဗျာအရှေ့မြောက်မှာကတော့တင်းပွင့်တောင်ကုန်းလို့ထိလို့ပါတဲ့အတွက်ကြောင့်မို့သူကတော့မြေဆိုင်ရက်လို့ဆိုပါတယ်ဘာကြောင့်လဲဆိုတော့အနော်ထာလက်ထက်ကင်းစကန်53မြို့တည်တဲ့အခါမှာမြေဆိုင်မြို့ကလည်းတခုပါဝင်ဖြစ်လို့ပါဒါကတော့ပကံပြည်တီကာစအခြေဝင်ပဲဖြစ်ပါတယ်ဒါပေမဲ့လို့နော်ထာမင်းလက်ထက်ရောက်တဲ့အခါမှာတော့ပကံပြည်ကြီးဟာစီပင်ကြီးပွားလာပြီးတော့တိုက်ပြည်နဲ့နာမည်လေးကျေပြောလာခဲ့ပါတယ်ဒါဆိုလို့ရှိရင်နော်ထာမင်းလက်ထက်ပကံပြည်ဘယ်လောက်ကျေတယ်လဲကြည့်လိုက်ကြရအောင်ပါအရှိဘက်မှာစတီပတီဂျော်ပကံယွန်နီကျော်ကတဲ့စသည်လို့ခေါ်ကြတဲ့နေဆက်နိုင်ငံအထိလို့ဆိုပါတယ်မှန်နှမ်းရဆိုမှာတော့ပန်ကာပြည်လို့ဆိုထားပါတယ်ဥတင်ကတော့အဲ့ဒီနိုင်ငံကအခုခေတ်ကမ်ဘောဒီးယားနိုင်ငံလို့ဆိုထားပေမဲ့လို့လူကတော့ဇင်းမေအခုအခေါ်ချင်းမိုင်နေရလို့ဖော်ပြပါတယ်အဲ့ဒီနေဆက်အထိလောက်ဒီပေါ့ခင်ဗျာအရှိတော်ဘက်မှာတော့ဂျွန်ပြည်အာယောစပြည်အရုဒပြည်စသည်ဖြင့်ခေါ်ကြတဲ့ယူရီးယားနိုင်ငံအထိလို့ဆိုထားပါတယ်အခုခေတ်မှာလည်းယူရီးယားနေဆက်အထိပါတောင်ဘက်မှာတော့ငခွက်ကြီးရက်တောင်ပင်လေရှိပိတ်ကြည်လာကျွန်းငကပတ်ကျွန်းပရှုပြည်စသည်ဖြင့်ခေါ်ကြတဲ့ကျွန်းမြေများနေဆက်အထိလို့ဆိုထားပါတယ်အခုခေတ်မာလာယူကျွန်းနေရလို့ဥတင်ကတော့ဆိုပါတယ်အနောက်တောင်ဘက်မှာကတော့နဂမဟိန်ကျွန်းနဂိမဟိလာကျွန်းအုံကျွန်းစသည်ဖြင့်ခေါ်ကြတဲ့ကျွန်းမြေနေဆက်အထိလို့ဆိုထားတာကြောင့်ဥတင်ကတော့ပသိနေ
တောင်ဘက်မှာရှိတဲ့လက်ရှိအုံယွန်းနေရလို့ယူဆထားပါတယ်အနောက်ဘက်မှာကပရိကြာပတကရာပတိကရာပရိခယာပရိယာပတိကာစသဖြင့်ခေါ်ကြတဲ့ကလားပြည်နေဆက်အထိလို့ဆိုပါတယ်ဆရာကြီးဒေါက်တာတန်ထွန်းကတော့ဘင်္ဂလားပြည်စစ်တကောင်းနယ်ရှိတိပိကရာခံဖြစ်နိုင်တယ်လို့ဆိုထားပါတယ်အနောက်မြောက်မှာကတော့ကန်တုငနာကြီးရေပေါ်မီခန်တုငနာကြီးရေပေါ်မီကဒုငနာကြီးရေပေါ်မီစသဖြင့်ခေါ်ကြတဲ့နေမြေအထိလို့ဆိုထားပါတယ်ဒါကအခုခေတ်ဟုံးမလင်းနယ်ရေပေါ်မီရွာကိုဆိုလိုတာပါမြောက်ဘက်မှာကတော့စိတ်ကြီးခေါ်တရုတ်ပြည်နေဆက်အထိလို့ဆိုတာကြောင့်အခုခေတ်ယူနန်ပြည်နယ်နေဆက်လောက်အထိဖြစ်နိုင်ပါတယ်အရှိမြောက်ဘက်မှာကငတိငရင်ကဲ့သို့နေရာတန်တရာထိပ်ပြကွန်တရာလို့ခေါ်ကြတဲ့နေဆက်အထိလို့ပါပါတယ်မှန်လန်းရာဆိုရရတော့ကဝင်တိခေါ်ပန်းတိပြည်နေဆက်အထိလို့ဆိုထားပါတယ်အခုခေတ်တော့လူအဆိုရယူနန်ပြည်ဒေသလို့ဆိုပါတယ်ဟုတ်ကဲ့ဒါကတော့ဥတည်ရဲ့မြန်မာမင်းဥချုပ်ပုံစာတတ်ပါပကံပြည်ကြီးထွားစဉ်အခါကနိုင်ငံရဲ့အခြေဝင်မှာဒါပေမဲ့ဆရာဒေါက်တာတွန်းလွင်တော်ရဲ့ရှစ်ခေတ်မြန်မာနိုင်ငံ၏ပြည်တော်စုနယ်မြေစစ်တမ်းကြီးစာအုပ်ထဲမှာတော့နော်ရာခေတ်ပကံအခြေဝင်ပြင်ကျက်စစ်သားနဲ့နေရပတိစီသူလက်ထက်အခြေဝင်မှာညှို့ဆိုထားပါတယ်ဒါပေမဲ့လို့ကျက်စစ်သားခေတ်နိုင်ငံအခြေဝင်ပြဆိုချက်ကတော့နော်ရာခေတ်နဲ့အတူတူပဲလို့ဆိုနိုင်ပေမဲ့နေရပတိစီသူလက်ထက်မှာတော့တနင်္လာရီဒေသကိုတိတ်ပိုက်အောင်နိုင်ပြီးတလင်းကြီးအခုခေတ်ဖုခေတ်ဒေသနဲ့လစ်တကတိုင်းအခုခေတ်မလေးအထိကိုကျပြန့်သွားပြီးတော့တိတိလင်္ကာနဲ့အင်းချင်းဖြစ်တယ်လို့ဆိုထားပါတယ်ဒါကလေးဆရာကဓမ္မရာစကားကြောက်စာကိုကူကားပြီးပြောပြထားတာပါပကက်ခေတ်နည်းနည်းပြမြေပုံကိုလည်းတတ်ထားပေးပါတယ်ဒီလိုနဲ့ပကံပြည်ကြီးပြိုကွဲပြီးဗြိတိန်နိုင်ငံငယ်လေးများအဖြစ်ရောက်ရှိသွားကြပြီးတော့မြန်မာသမိုင်းမှာတော့မြင်းဆိုင်ပညာစကိုင်းဆိုပြီးမြို့ပြနိုင်ငံငယ်လေးတွေပေါ်ပေါက်ခဲ့ပါတယ်။အေဝါကိုဒရိုးမင်းပြားကစူးစီးတည်ထောင်နိုင်ခဲ့ပြီလေလို့အောက်ပါပြီးပကိုးမှာတော့မွန်တို့အင်အားကောင်းလာပြီးအေဝါဘီမင်းကောင်နဲ့မွန်ပြည်ရာသာတရိတ်တို့ရဲ့အနှစ်40စစ်ပွဲဟာတမိုင်းမှာထင်ရှားခဲ့ပါတယ်။ဘယ်သူမှအင်ဂျီအားကြီးဖြစ်အောင်တိုက်ပြည်ကိုစူးစီးပတီထောင်နိုင်ခဲ့ကြပဲလေ။အင်းဝနေဟာပတိမင်းလက်ထက်ရောက်မှသာလေရှေးပကံမင်းကြီးများရဲ့နေမြေကိုထိန်းနိုင်ရတယ်လို့ကြောက်စာများမှာဖော်ပြပါရှိတယ်လို့ဆရာဒေါက်တာတွန်းလွင်တော်ကဆိုပါတယ်။အဲ့ဒီတော့အရှိတောင်အာရှမှာတော့ကြော်ကြားလာတဲ့တောင်အင်ပါယာလို့ခေါ်တဲ့ဟန်တာဝရီရှင်လူရှင်ဘင်းတော်မင်းကြီးရဲ့လက်ထက်နိုင်ငံအခြေဝင်းကိုဥတည်နေမြန်မာမင်းဥချုပ်ပုံစံတိုင်းကိုကူကားပြီးပြောပြပေးသွားပါမယ်။ဆရာကမြန်မာတွင်ဧကီးဘွက်ခံရှင်ပြင်းပြုလို့ဥချုပ်တော်မင်းများတွင်ဟန်တာဝရီရှင်လူရှင်လက်ထက်မှာမြို့ရနေပေအခြေဆုံးစိုးတင်တယ်လို့ဆိုပါတယ်။ဒါဆိုဟန်တာဝရီအင်ပါယာကဘယ်လောက်ကျယ်တယ်လဲကြည့်လိုက်ရအောင်ပါ။အရှိဘက်မှာလူပြည်ဂုံပြည်ရွံ့ပြည်အကုန်အကျော်ပြည်အဆက်မိုင်းလုံးပေါင်းတယ်ထိပါတယ်ခင်ဗျာ။အဲ့ဒီမိုင်းလုံးကပင်းနယ်ဆိုတာကတော့အခုကမ်ဘောဒီးယားနိုင်ငံအတွင်းမှာရှိတဲ့မိုင်းလုံးကပင်းနယ်ကိုဆိုလိုရင်းဖြစ်ပါတယ်။လူပြည်ဆိုတာကတော့လူစနစ်ပနာနဲ့ကွာကျဲုံနယ်ကိုဆိုလိုပြီးဂုံပြည်ကတော့ကျိုင်းတုံနယ်ပါ။ရွံ့ပြည်ဆိုတာကတော့ဇင်းမယ်နယ်ကိုဆိုလိုတာပါလို့ဆရာကရှင်းထားပါတယ်။အရှိတော်ဘက်မှာကလင်းစင်းနယ်အကုန်ပေလေကန်းတီလို့ဆိုထားပါတယ်။လင်းစင်းနယ်အကုန်ကိုပေလေကန်းဆက်အထိလို့သတ်မှတ်ထားတဲ့အတွက်ကြောင့်မို့အရှိတော်ဘက်ပိုင်နက်ကပေလေကန်းဆက်အထိလို့ဆိုတာပါ။တောက်ဘက်မှာတော့ယူရီးယားနယ်ကိုပေလေကန်းဆက်အထိလို့ဆိုပါတယ်။သူလည်းပဲလင်းစင်းလိုပဲယူရီးယားနယ်အကုန်ကပေလေကန်းဆက်ဖြစ်တဲ့အတွက်ကြောင့်မို့သူ့နယ်ကိုပေလေကန်းဆက်အထိကိုထည့်တွက်ထားဖို့ရပါတယ်။အနောက်တောင်ဘက်မှာတော့တီဟိုကျွန်းအထိလို့ဆိုပါတယ်။သူကလည်းအခုခေတ်တီတိလင်္ကာတီဟိုကျွန်းကိုညွှန်းဆိုတာပဲဖြစ်ပါတယ်။အနောက်ဘက်မှာတော့အနောက်ရခိုင်နယ်စပ်အထိပါတယ်ခင်ဗျာ။ရခိုင်နယ်စပ်ဆိုတာကတော့အခုရခိုင်ပြည်နယ်အဆက်ကိုပဲဆိုလိုတာပါ။ဆရာကတော့နှစ်စဉ်ဗန္နာကွန်စတာတဲ့အတွက်တည်ယူခြင်းမပြုပဲတစ္ဆာကလေးထားတာရှိတယ်လို့ဆိုပါတယ်။အနောက်ဘက်မှာကတော့ကသဲနယ်ကိုအကပတ်နေဆက်အထီးလို့ဆိုတဲ့အတွက်ကသဲနယ်ကတော့အရှိဘက်မှာချင်းတွင်နောက်တောင်ဘက်မှာတောင်တော့အနောက်ဘက်မှာပင်လေမြောက်ဘက်မှာဝရုဆွဲရလို့တတ်မှတ်ထားတယ်လို့ဆိုပါတယ်အဲ့ဒီကသဲပြည်နယ်အကုန်ထိကျင်းပါတယ်ခင်ဗျာမြောက်ဘက်မှာတော့ရှမ်းရှစ်ပြည်တော်အကုန်တရုတ်ပြည်နေဆက်အထီးလို့
ဆိုထားပါတယ်ရှမ်းရှစ်ပြည်တော်ဆိုတာကကိုင်းမာစန္နာမိုးဝင်းမိုးနာဟူလာလာတာမိုင်မော်စီခွင်တို့ကိုခေါ်တာပါအဲ့ဒီနေကုန်တရုတ်ပြည်နေဆက်အထိအခြေအဝင်းရှိပါတယ်အရှိမြောက်မှာကတော့အရှိရှမ်းပြည်အကုန်တရုတ်နေဆက်အထိပါတယ်ခင်ဗျာအရှိရှမ်းပြည်ဆိုတာကတော့ရှမ်းကိုစော်ဝါနေလုံးကိုင်းမာမုံငလင်းနေတွေကိုဆိုတာပါရှမ်းကိုစော်ဝါနေဆိုတာကမူညင်းမူကောင်းမူမိတ်မူနေတိန်ဒီညောင်ရွှေတီဘောမူကြီးတို့ခေါ်တာပါထို့သို့နေလေးရဲ့ရှစ်ရက်အတွင်းမှာဘင်ငန်ထားတဲ့နေစော်ဝါထားတဲ့နေတွေလည်းအများကြီးပါဝင်သေးတယ်လို့ဆိုထားပါတယ်ခင်ဗျာဒါကဟန်တာဝရီစီမရှင်လက်ထက်မြန်မာပိုင်တဲ့အခြေအဝင်မှာဒနာမြေလက်ထက်ဟန်တာဝရီအင်ပါယာပြတ်သုံးတော့ပြည့်နောက်မှာတော့ဘီယန်အောင်ရဲ့တားတော်တစ်ပါးဖြစ်တဲ့ညောင်ရမင်းတရားကြီးကတိုင်းပြည်ကိုပြန်လဲစူးစီးသိမ်းသိမ်းခဲ့တဲ့အတွက်တိုင်းပြည်ဟာတဖန်ပြန်ပြီးတော့စူးစီးမိလာပါတယ်ညောင်ရမင်းတရားကြီးနောက်တားတော်တွေဖြစ်တဲ့နောက်ဖက်လုံမင်းတာလုံမင်းလက်ထက်ဒီမှာတိုင်းပြည်အေဂျင့်တည်နေပြီးတော့နေမြေပိုင်တဲ့အခြေဝင်လဲပြန်လဲတိုးတက်လာခဲ့ပါတယ်တာလုံမင်းတမက်ခဲ့တဲ့ရက်ရှိမျက်နှာနမိတ်တွေကတော့အရှိဘက်မှာကြော်ကတဲ့မြေအဆက်တီဆရာဒေါက်တာတိုးလွင်တော်ကတော့ကြော်ကတဲ့ကိုဗီယက်နမ်လို့ပြဆိုပါတယ်အရှိတော်ဝက်မှာကဂျွန်းပြည်အကိုဂုံးပြည်အစုံတပုတ်တရားထီလို့ဆိုပါတယ်ဆရာဒေါက်တာတိုးလွင်တော်ကတော့ဂျွန်းပြည်နယ်ဂုံးပြည်ကိုလာအိုထိုင်းနဲ့ကမ္ဘောဒီးယားလို့ဆိုထားပါတယ်တောင်ဘက်မှာကသမုဒ္ဒရာအနားမှာရှိတဲ့ပရှုပြည်အခုမလေးပြည်ထီလို့ဆိုပါတယ်နောက်တော်ဘက်မှာကတော့သမုဒ္ဒရာအလယ်မှာတရှိတဲ့ဝိမဟိလာကျွန်းအထိပါပဲခင်ဗျာနောက်ဘက်မှာကတော့တရဏဒန်စစ်တရဒန်ပန်ထရာချာဖြတ်ပကိတ်တာယာမကလားမီဆက်ထီလို့ပါတဲ့အတွက်ကြောင့်ဆရာဒေါက်တာသူနဲ့တော်ကတော့အိန္ဒိယတောင်ပိုင်းပန်ချာနယ်အဆက်လို့ဆိုပါတယ်အနောက်မြန်မာကတော့ကဒူးမနာကြီးရီဘော်မီတက်စိတ်တက်ခေါအကပတ်ကလားမီအဆက်ထီလို့ဆိုပါတယ်ဆရာကတော့အကပတ်ကိုကချာနေလို့ဆိုထားပါတယ်မြောက်ဘက်မှာကတော့ကမ္ဘောဇတင်းသွင်းမြေအဆက်လို့ဆိုပါတယ်ရှင်းနေချက်တော့ပြထားပါဘူးအရှိမြောက်ဘက်မှာကတော့တန်တောင်တန်တန်းတင်တန်တရာတန်ဖျားငတိငရဲ့ငှက်ညီနောင်နေတဲ့အင်းမြန်ချာလို့ဆိုထားပါတယ်ဒါကိုလည်းရှင်းနေချက်ပါပါဦးခင်ဗျာဒါပေမဲ့ဒီပိုင်းချာတော့ပကံခေအပိုင်းချာနဲ့လာပြီးတော့တူနေပါတယ်ဒါကညဝန်းခေခေါ်ဒုတိယအင်းဝခေရဲ့နေမီအခြေပုံမှာဒီနောက်တော့အားလုံးသိကြတဲ့အတိုင်းပဲအင်းဝဘီဟန်တာဝရီကိုပါပြီးသွားတဲ့နောက်မှာတော့မြန်မာတီနဲ့စစ်သုံးခဲ့ရတာနဲ့အညီနိုင်ငံအခြေဝင်ဟာလည်းဆိုးခဲ့ရပါတယ်နောက်တစ်ဖန်တတိယမြန်မာနိုင်ငံတော်တော့ကိုပေါင်မစ်ဆက်တွေဆက်လက်စူးစီးတည်ထောင်ခဲ့ကြပါတယ်ကိုပေါင်မစ်ဆက်ကိုစတင်စူးစီးတည်ထောင်ခဲ့တဲ့အလောင်းမင်းတရားကြီးပေါင်စရာဟာနိုင်ငံကိုအားလုံးမသိသိနိုင်ငံမှာပဲနဲ့ရွာဆန်သွားတဲ့အတွက်ကြောင့်မို့တားတော်ကြီးဖြစ်တဲ့တပည့်ရင်းမင်းကိုနောင်တော်ကြီးမင်းကနန်းတက်ပါတယ်သူလည်းပဲနန်းသက်3နှစ်ပဲရှိပြီးတော့အဲ့ဒီ3နှစ်အတွင်းမှာပြည်ရင်းပုံစံမှုနှစ်ခုကိုနှိမ့်နှင်းနေရတာလည်းနိုင်ငံချစ်တွင်ကိုအချိန်မရသေးပါဘူး။နောက်လိုကြီးမင်းနဲ့ဆန်တဲ့အခါမှာတော့မြည်တူးမင်းကနန်းတက်ပါတယ်။ကုန်းမောင်ခီရဲ့တည်ငြိမ်စာပြုတဲ့အချိန်ကာလပါ။အခုစီမီရှင်မြည်တူးမင်းလက်ထက်ကုန်းမောင်နိုင်ငံတော်အခြေဝင်ကတော့ဘယ်လောက်ရှိသလဲ။ပြောရရင်တော့စီမီရှင်မြည်တူးမင်းလက်ထက်နိုင်ငံအခြေဝင်ကဟန်တာဝရီစီမီရှင်ဘရင်အောင်မင်းလက်ထက်နိုင်ငံအခြေဝင်ထက်နည်းနည်းပဲတည်တာပါလင်းစင်းနဲ့ရှမ်းမြောက်ရှမ်းရှစ်ပြည်တော်နဲ့မပါဝင်တာပါကျန်တဲ့နေမြေပိုင်ဆိုင်မှုအလုံးကိုမြေတူးမင်းကပြန်လဲရယူထားနိုင်ခဲ့ပါပြီဒါပေမဲ့လို့ယူရီးယားကိုတော့တစ်ချိန်တစ်ခါလာသိမ်းယူနိုင်ခဲ့ပါတယ်တူးစီရောက်လာတဲ့အတွက်ကြောင့်မို့3နှစ်တိုင်တူးစစ်ပွဲကိုရဆိုင်ရတဲ့အတွက်နေမြေချစ်ထွင်ကိုအခွင့်မသားခဲ့ပါဘူးမြေတူးမင်းနဲ့ဆန်ပြေးနောက်မှာတော့တားတော်စင်ကူမင်းနဲ့တက်ပါတယ်ဒါပေမဲ့လို့ဒီနောက်မှာပြည်ရင်းရေးလို့ဆိုရမယ်နန်းလူပဲပြဿနာတွေကြောင့်တိုင်းပြည်ဟာတူးစင်းလောက်မတိုးတက်ခဲ့ပါဘူးဒီလိုနဲ့ပဲဘိုးတော်ဘာတော်နဲ့နတ်တက်ပြီးနောက်ပိုင်းကျမှသာတယ်တိုင်းပြည်အေဂျင့်တည်နေပြီးတားတော်အရှိဆန်ကရခိုင်ပြည်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးလက်နိုင်ငံအတွင်းတွတ်သွင်းလိုက်နေတာကြောင့်ကုမော်ခင်မြန်မာနိုင်ငံဟာအနောက်ဘက်နဲ့အနောက်ဘက်မှာဟန်တာဝရီစင်မြူရှင်ဘရင်တော်အဝစင်မြူရှင်မြေလူမင်းလက်ထက်ကထက်ကိုနေမြေဧရိယာခြေဝင်လာခဲ့ပါတယ်အရှိတောင်ဘက်မှာတော့ယူရီးယားနေဆက်အထိရှိပါပါတယ်ဒါပေမဲ့လို့ယူရီးယားပြည်က
ထဝယ်နီးတစ်သက်နဲ့ရက်မှာတက်ကြီးတက်ခိုင်လာတဲ့နေလို့ဒါတော့အရေးစံကိုယ်တိုင်ဘာကြောင့်နေအောင်မြင်နေပါလေအဲ့တော့မှတော့အားလုံးကြတဲ့အတိုင်းပဲအင်္ဂလိပ်ကပထမကျူးကျော်စီဒုတိယကျူးကျော်စီတွေဆွေးနွေးကအောက်မြန်မာနိုင်ငံကိုသိမ့်ပယ်လိုက်တဲ့အတွက်ကြောင့်မို့မင်းသုံးမင်းနဲ့တီဝမင်းလက်ထက်မှာတော့မြန်မာနိုင်ငံရဲ့အခြေဝင်ဟာထက်မြန်မာနိုင်ငံဧရိယာကွက်ကလေးဟာကျန်ပါတော့တယ်တီဝမင်းလက်ထက်မြန်မာနိုင်ငံအခြေဝင်ကိုပြောရရင်အရှိဘက်မှာတန်လွင်မြေအရှိတောင်ဘက်မှာကင်းနီနေဆက်မှာရှိတဲ့နေကြားကြောက်တိုင်ကင်းနီနေဆိုတာအခုကြားပြည်ပဲဖြစ်ပါတယ်တောင်ဘက်မှာကတော့တောင်ငူနေချင်းဘိုးတော်ကုန်းခေါ်တဲ့စကန်လုံး2မိုင်กว่าကနေကြားကြောက်တိုင်မှာအနောက်တောင်ဘက်မှာကတရမြုပ်နယ်ဆက်မှာရှိတဲ့နေကြားကြောက်တိုင်မှာအနောက်ဘက်မှာကတော့ရခိုင်ပြည်နေဆက်နေကြားကြောက်တိုင်မှာအနောက်မြောက်ဘက်မှာကတောင်တွနေကုန်းကသေးနေဆက်မှာရှိတဲ့နေကြားကြောက်တိုင်မှာမြောက်ဘက်မှာကတော့မိုးကောင်းနေအကုန်နေအရှိမြောက်ဘက်မှာတေးသီးနေအကုန်တရုတ်နေဆက်အထိပဲကျန်မာတော့တယ်လို့ဆိုပါတယ်ဟုတ်ကဲ့အခုကျွန်တော်ပြပြီးသွားတာတွေကတော့ခေတ်ဆက်ကျွန်တော်တို့ရဲ့နိုင်ငံခြေဝင်းကိုကျွန်တော်လမ်းမိတယ်လို့ရှင်းပြသွားခြင်းဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအစိုးထိကြည့်ရှုအားပေးကြတဲ့ကြောက်ချစ်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ